YG ပတ်ပတ်ဒူဝေဝေပရိသတ်တို့အနေနဲ့ဒီက YG ပတ်ပတ်ဒူဝေဝေဆိုတဲ့ကစားနည်းကိုကလေးဘွားတုန်းကစော့ခဲ့ဘူးမှလုံးဝသိချပါတယ်။ဒါပေမဲ့ဒီကစားနည်းဟာကျွန်တော်တို့နိုင်ငံမှာတင်စော့ကစားခဲ့တဲ့ကစားနည်းမဟုတ်ဘဲတခြားနိုင်ငံတွေမှာလည်းမတူညီတဲ့ပုံစံအမျိုးမျိုးနဲ့ကစားလေးရှိကြပါတယ်။တချို့နိုင်ငံတွေမှာတော့ YG ပတ်ပတ်ဒူဝေဝေကစားနည်းကို Ringa Rosie ကစားနည်းလို့ခေါ်ဆိုကြပါတယ်။သူတို့ရဲ့ဒီကစားနည်းမှာတော့ကလေးငယ်တွေဟာတယောက်နဲ့တယောက်လက်ချိတ်ပြီးရီမောကဝိုင်းပတ်နေတတ်ကြပြီးလဲကျသွားတဲ့အောင်မြေပေါ်ကိုထိုင်ချလိုက်ကြတာမျိုးပဲဖြစ်ပါတယ်။ဒါအပြင်ဒီကစားနည်းကိုကစားတဲ့အခါမှာပျော်ရွှင်စွာတခြင်းတွေကိုတီးဆိုပြီးတော့ကစားလေးရှိကြပါတယ်။ဒီမှာကျွန်တော်တို့ငယ်ဘဝတုန်းကတော့ YG ပတ်ပတ်ဒူဝေဝေဆိုတဲ့စာသားကိုသာရွတ်ဆိုပြီးတော့စော်ကစားလေးရှိခဲ့ပေမဲ့တခြားနိုင်ငံတွေမှာတော့ Ringa Rosie ဆိုတဲ့စာသားတွေနဲ့ကလေးတွေဟာရွတ်ဆိုကစားလေးရှိကြပါတယ်။ဒါဆိုရင်ဒီမှာဒီတခြင်းရဲ့နောက်ွယ်ကထိတ်လန့်ပွဲဖြစ်ရမှန်ဇလန်းကဘာများပါလဲ။ဒီတခြင်းစာသားရဲ့အပြည့်စုံကတော့ Ringa Rosie Pocket Full of Posy Asia We All Fall Down ဆိုပြီးကျွန်တော်တို့စော်ခဲ့တဲ့ YG ပတ်ပတ်ဒူဝေဝေလိုမျိုးဝိုင်းပတ်ကစားခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီတခြင်းရဲ့စာသားအမှန်ကတော့ Ring Around a Rosie Pocket Full of Posy Asia We All Fall Down ပဲဖြစ်ပါတယ်။ဒီစာသားထဲမှာပါတဲ့ Rosie ဆိုတာကတော့တကယ်တော့အမျိုးသမီးတစ်ယောက်ရဲ့နာမည်မဟုတ်ပါဘူး။ဒါကတော့1665ခုနှစ်တုန်းက London Great Plague လို့ခေါ်တဲ့ပလိတ်ယောဂကတ်ဆိုးကြီးတစ်ခုဖြစ်ခဲ့တာကနေဒီကစားနည်းဟာစတင်ခဲ့တာပဲဖြစ်ပါတယ်။ဒီမှာတော့လန်ဒန်ကလူတွေဟာနှင်းစီပန်းရောင်အနာတွေပေါက်ခဲ့ပြီးအဲ့ဒီတုန်းကလူတော်တော်များသေသွားခဲ့တာကြောင့်ဒီသေသွားတဲ့အလောင်းတွေကိုအိတ်တွေနဲ့ထုတ်ပြီးလွှတ်ပစ်တာတို့ကျွန်းတစ်ခုတူပြီးအဲ့ဒီကျွန်းထဲမှာပဲအလောင်းတွေကိုထည့်ထားတာတို့ကိုလုပ်ခဲ့ကြရပါတယ်။အဲဒီနောက်တော့ဒီကအလောင်းတွေကိုစုပြီးတော့မီးရှို့ပစ်ခဲ့ရပါတယ်။ဒါကြောင့်ပဲအယိုးပြလို့အတိတ်ပဲရတဲ့ Ashi လို့ထည့်ဆိုခဲ့ကြတာပဲဖြစ်ပါတယ်။နောက်ပြီးတော့ဒီမှာ We All Fall Down လို့ဆိုခဲ့ကြတာကတော့လန်ဒန်ကလူဦးရေ90%ခန့်ဟာအဲဒီကက်ယောဂဆိုကြီးကြောင့်တော်တော်များများသေဆုံးခဲ့ရလို့ပဲဖြစ်ပါတယ်။ဒီလို Ringa Rosie တမမဟုတ် YG ပတ်ပတ်ဒူဝေဝေကစားနည်းရဲ့အမှောင်ဘက်ချမ်းကဖြစ်ရမှန်ကိုကြားသိလိုက်ရတဲ့အခါမှာတော့ပရိသတ်တို့အနေနဲ့ဒီကစားနည်းကိုရေမောပြီးတော့စော်ကစားနိုင်ကြမှာမဟုတ်တော့ပါဘူး။နောက်ပြီးတော့ဒီကစားနည်းတစ်ခုတည်းတင်မကပဲပရိသတ်တို့ငယ်ဘဝကစော်ကစားခဲ့တဲ့ကစားနည်းအများစုတိုင်းမှာလည်းအခုလိုခြောက်ချားပွဲရာအမှောင်ဘက်ချမ်းတွေရှိလုံနေပါသည်။